အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ဥရောပရဲ့အထင်ရှားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ဆွီဒင်နိုင်ငံအကြောင်းလေ့လာကြည့်မှာဖြစ်ပါတယ်။မြောက်ဥရောပမှာတည်ရှိတဲ့နိုင်ငံဖြစ်ပြီးတော့အရှေ့ဘက်မှာနော်ဝေနိုင်ငံအနောက်ဘက်မှာဖင်လန်နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ဘော်တစ်ပင်လယ်ကရှေလျားလှပတဲ့ကမ်းရိုးတန်းတစ်လျှောက်ဝန်းရံထားပါတယ်။ဧရိယာအားဖြင့်ဥရောပသမဂ္ဂမှာတတိယအကြီးဆုံးနိုင်ငံဖြစ်ပြီးတော့မြောက်မတောင်သို့ကီလိုမီတာ1600ခန့်ရှည်ပါတယ်။ကျွန်းငယ်ပေါင်းထောင်ချီပါဝင်တဲ့သဘာဝအလှတရားတွေနဲ့ပြည့်နှက်နေပါတယ်။ဆွီဒင်နိုင်ငံမှာရေကန်ပေါင်း3သိန်းနီးပါးရှိပြီးတော့နိုင်ငံရဲ့65%ဟာတစ်တောတွေထူထပ်စွာဖုံးလွှမ်းထားတာကြောင့်သဘာဝကိုချစ်မြတ်နိုးသူတွေအတွက်တော့နေရာကောင်းတစ်ခုပါပဲ။မြို့တော်ဖြစ်တဲ့စတော့ဟုမ်းမြို့ကလည်းကျွန်း14ခုပေါ်မှာတည်ဆောက်ထားတာဖြစ်ပြီးတော့တရားပေါင်း58ဆင်းနဲ့ဆက်သွယ်ထားတာကြောင့်မြောက်ဘက်ကဗင်းနစ်မြို့လို့ခေါ်ကြပါတယ်။နိုင်ငံရေးအရတော့ဘရင်စနစ်နဲ့ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီးတော့စီးပွားရေးအရအားကောင်းတဲ့လူမှုဖူလုံရေးစနစ်ကမ္ဘာအဆင့်မီစံအသစ်တီထွင်မှုတွေနဲ့နာမည်ကျော်ကုမ္ပဏီကြီးတွေနဲ့ထင်ရှားတဲ့နိုင်ငံပါအန်ဩစရာကောင်းတာကတော့နွေရာသီမှာဆိုလို့ရှိရင်မြောက်ပိုင်းဒေသတွေမှာ Midnight Sun ကြောင့်ရက်တစ်ပတ်ပေါင်းများစွာနေဝင်ခြင်းမရှိပါဘူးအမောင်တို့မရှိတဲ့ရက်တွေပဲဖြစ်ပါတယ်ဆွီဒင်နိုင်ငံဟာကမ္ဘာအထင်ရှားဆုံးဆုတစ်ခုဖြစ်တဲ့နိုဘယ်ဆုကိုစတင်ချီးမြှင့်ခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်1895ခုနှစ်မှာအဲဖရက်နိုဘယ်ကစတင်တည်ထောင်ခဲ့တာပါဆွီဒင်နိုင်ငံဟာသဘာဝအလှတရားတွေသိပ္ပံအမွေအနှစ်တွေလူမှုတိုးတက်မှုတွေပေါင်းစပ်ထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းဖော်ပြပေးလိုက်ပါတယ်